နေ့ငါပြဟိုဒါကျောင်းတင်ငယ်ချင်းတယောက်ဆုံးသွားတာသူနာမည်ကကိုစောထွန်းလေသူမရှိရတဲ့နောက်ပိုင်းပြီးတော့လည်းသူ့ကလေးတဲ့ငယ်လေးပဲရှိရလေအဲ့ဒါမို့စိတ်မကောင်းပြောလို့ချင်းတော့အဲ့ဘောကလေးတွေကဟိုဒါဘယ်လိုမှဒုက္ခဖြစ်ပြီပေါ့သူကရှိစဉ်တုန်းကအလုပ်မမဲရမကြိုးစားဘူးသူကဟိုပြောမယ်စားဖို့တောက်ဖို့လောက်ရရင်ရပြီကွာပုံစံမျိုးဒီကိစ္စနဲ့ပတ်သက်ပြီးတော့မင်းကပုံမြင်လေးတစ်ခုပြောပြမှာကွာပုံမြင်တစ်ခုပြောပြမှာတနေ့မှာစီးပွားရေးပညာရှင်တယောက်ဟာဒီဘယ်မှာအမေရိကန်ပြည်ထောင်စုရဲ့ကမ်းနားတနေရာမှာပေါ့မတရနေတဲ့ချိန်မှာတန်ငါတဲ့တယောက်ဟာလှေတစ်စီးနဲ့ဝင်လာတယ်သူ့လှေပေါ်မှာလေဟိုငါးတွေပါလာတယ်ကွာအဲ့တော့ခါကျတော့စီးပွားရေးပညာရှင်ကသူ့ကိုမေးတယ်ခင်ဗျားဒီငါးတွေကိုအချိန်ဘယ်လောက်ယူပြီးဖမ်းလိုက်ရလဲဆိုတော့သူပြောတာဟာတဲ့ဒီငါးတွေသူအချိန်ခဏပဲပေါ့ယူလိုက်ရတယ်တဲ့အဲ့တော့ခါကျတော့စီးပွားရေးပညာရှင်ကသူ့မေးတယ်ခင်ဗျားဘာဖြစ်လို့အချိန်ပိုယူပြီးတော့ဆက်မဖမ်းတာလဲပေါ့ဟာသူပြောတာဒီလောက်ငါးဆိုလို့ရှိရင်တော့သူ့မိသားစုအတွက်ဒါတနေ့တာတုံးဆွဲဖို့အတွက်စင်ပြေတယ်ပေါ့လုံလောက်တော့ပေါ့ကွာအဲ့တော့ခါကျတော့စီးပွားရေးပညာရှင်ကသူ့မေးတယ်အဲ့တော့ဆိုတော့ခင်ဗျားပိုနေတဲ့အချိန်တွေကိုဘာလုပ်လဲဆိုတော့သူ့မေးတဲ့ခါကျတော့သူပြောတယ်အခုဒီငါးတွေကိုသူအိမ်ယူပြောင်းသွားတယ်သူမိမဒီငါးတွေကိုတော့ရောင်းတယ်ရောင်းပြီးတော့သူကအိမ်ရောက်တော့ရေမိုးချိုးထမင်းဟင်းနဲ့ပါတယ်စားပြီးတော့တရေသမောအိတ်တယ်သူပြောတယ်သူမိသားစုတွေနဲ့တရေသမောအိတ်ပြီးတော့ပြန်အဲ့ရပြန်နိုးလာတဲ့အချိန်ကျလို့ရှိရင်သူကရွာတပတ်လမ်းလျှောက်မယ်ရွာတပတ်လမ်းလျှောက်ပြီးဆိုလို့ရှိရင်တော့ရွာတပတ်လမ်းလျှောက်ပြီးလို့ပြန်လာရတဲ့မိုးကနေချုပ်နေပြီလေအဲ့ခါကျတော့မိသားစုနဲ့ထမင်းစားတယ်ထမင်းစားပြီးလို့ရှိရင်မိသားစုနဲ့သူဟိုဂီတာတီးပြီးတော့တချင်းဆိုမယ်ဂီတာတီးတချင်းဆိုပြီးတော့သူကဝိုင်တောက်ပြီးတော့သူကအိတ်တယ်ပေါ့သူပြောတယ်သူ့မှာအချိန်ပိုမရှိဘူးပေါ့သူပြောတယ်သူအားတဲ့အချိန်ကိုမရှိဘူးပေါ့အချိန်တွေအကုန်လုံးဆင်းနေတယ်အဲ့ပုံစံမျိုးအဲ့တော့ခါကျတော့အဲ့အမေရိကန်စီးပွားရေးပညာရှင်ကသူပြောတာကျွန်တော်ခင်ဗျားကိုအကြံဉာဏ်တစ်ခုပေးမယူမလားဆိုတော့သူပြောတယ်ပြောကြည့်လေဟိုဒါနားထောင်ပေးရမှာပေါ့သူပြောတယ်သူနားထောင်ပေးမှာကွာအဲ့တော့ခါကျတော့ခင်ဗျားအချိန်ပိုယူပြီးတော့ငါးတွေကိုပိုဖမ်းပါပြီးကြရင်တဖြည်းဖြည်းနဲ့လူပြောမှာအလုပ်သမားတွေခေါ်ငါးတေးသေးလှေသေးသေးလေးကနေလှေကြီးကြီးဖြစ်မယ်အဲ့ကနေတစ်ဆက်ကိုလုပ်ငန်းကိုချက်ပေါ့သူပြောတာအဲ့တော့ခါကျတော့အဲ့တန်ငါတဲ့ကမေးတယ်အဲ့လိုဖြစ်ရင်ရောအဲ့လိုမျိုးဖြစ်ဖို့ကျွန်တော်အချိန်ဘယ်လောက်ယူရမလဲဆိုတော့စီးပွားရေးပညာရှင်မေးတဲ့ခါကျတော့စီးပွားရေးပညာရှင်သူပြောတာအချိန်10နှစ်15နှစ်လောက်တော့ဟိုပေးရမှာပေါ့နော်အဲ့တော့ခါကျတော့အဲ့တန်ငါတဲ့ကတစ်ချက်ခေါင်းကောက်သွားတာပေါ့နော်တကယ်လို့သူအဲ့လိုမျိုးဖြစ်လို့ရှိရင်ရောသူဘာဖြစ်မလဲဆိုတော့စီးပွားရေးပညာရှင်မေးတဲ့ခါကျတော့စီးပွားရေးပညာရှင်ကသူ့ကိုပြန်ပြောတော့ပေါ့အဲ့လိုခင်ဗျားဖြစ်လို့ရှိရင်တော့ခင်ဗျားဘာမှလုပ်စရာမလိုတော့ဘူးပေါ့အေးစစ်စစ်လေးပေါ့ဒီဘယ်လိုပြောမလဲရောက်လို့ရှိရင်တရေသမောပြီးကြပြန်ထားလို့ရှိရင်တော့ရော်တပတ်လန်းလျှောက်မီတာစုနဲ့ဂီတာတီးဝိုင်ပါတောက်ပေါ့သူပြောတာအဲ့တော့ခါကျတော့တန်ငါတဲ့ကချက်စဉ်းစားလိုက်တာဘာအတွက်နဲ့ကျွန်တော်ကနောက်ထပ်10နှစ်15နှစ်အချိန်ထပ်ပေးနေရမှာလဲပေါ့အခုလေ तू ကဒီဘွားကိုရနေတယ်ပဲဟာကြီးကိုအဲ့တော့ခါကျတော့စီးပွားရေးပညာရှင်ကဆက်ပြောဖို့စင်ပြေတော့ဘူးလေအဲ့တော့ခါကျတော့စီးပွားရေးပညာရှင်တွားလိုက်တော့ပြီးသွားတော့ပေါ့နောက်ထပ်3နှစ်လောက်ကြာတော့စီးပွားရေးပညာရှင်ကအဲ့နေရာမှာပဲလာပြန်ရက်နေတာအဲ့တော့ခါကျတော့ဥမမဲစာမမြောက်ကလေးတယောက်ကငားများနေတယ်အဲ့နေရာမှာငားများနေတဲ့ခါကျတော့စီးပွားရေးပညာရှင်ကကလေးကိုမေးတယ်တာလေးလွန်ခဲ့တဲ့3နှစ်တုန်းကလွန်ခဲ့တဲ့3နှစ်လောက်ကဒီနေရာမှာဦးနဲ့လူကြီးတယောက်နဲ့စကားပြောဘူးတယ်သူ့သိလားပေါ့အခုသူဘယ်မှာလဲပေါ့မေးတဲ့ခါကျတော့ဦးလေးကတားအဖေကိုပြောတာဖြစ်မယ်တားအဖေကလွန်ခဲ့တဲ့တစ်နှစ်လောက်ကမှဆုံးပါသွားတာတားအဖေဆုံးပါသွားပြီးတဲ့နောက်မှာအခုတားတို့ဘယ်လိုပြောမလဲကြောင်းထွက်လိုက်ရတာပေါ့လေကြောင်းထွက်လိုက်ပြီးတော့ဟိုမိသားစုအစဉ်စားဝတ်နေရေးအစဉ်မပြေတော့အခုတားတို့ကြောင်းထွက်လိုက်ပြီးတော့ဒီလိုဘယ်လိုပြောမလဲဟိုမိသားစုစားဝတ်နေရေးအတွက်ဖြည့်ရှင်းနေရတာပေါ့အခုဟိုငါးထွက်မြားနေရတာပေါ့နော်အဲ့ဒါပဲကွာလောကကြီးမှာညီသူမဆိုပေါ့လေနော်ကိုတယောက်တည်းအတွက်မကြည့်ပါနဲ့ကိုရဲ့အနောက်ကလူတွေပါနဲ့ပြန်ငဲကြည့်ပေးပါပြန်လှည့်ကြည့်ပေးပါ
ဟုတ်ပြီတကယ်တော့ကိုကအဲ့ဒါမျိုးတွေပြန်မလှည့်ကြည့်ခြင်းဘူးကိုစိတ်မဝင်စားဘူးကိုကပြင်းတာတစ်ခုပဲဆိုရင်တော့မိန်းမတွေတားတွေမယားတွေမယူပါနဲ့ခင်ဗျာနော်တားတွေမယားတွေယူတာပြီးဆိုလို့ရှိရင်တော့ကိုအားကိုတကြီးမိခိုနေတဲ့ကိုရဲ့ဇနီးတွေတားသမီးတွေကကိုမရှိတော့တဲ့ချိန်ကျရင်ဒုက္ခဖြစ်လာမှာနော်လူဆိုတာဘယ်နေ့ဘာဖြစ်မလဲဆိုတော့ဘယ်သူမှမသိနိုင်ဘူးကြဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ခင်ဗျာ